Mia, brother and sister, let's study English by reading the Bible. ဒီနေ့မှာလူငယ်များအားလုံးကျမ်းစာဖတ်ရင်အင်္ဂလိပ်စာလေ့လာကြရအောင် Matthew chapter 8 verse 1 to 34. မာသဲခွင့်ကျမ်းခန်းကြီး8ပိုင်းငယ်1မှ34 verse 1. And when he came down from the mountain, great multitudes followed him. ပိုင်းငယ်1. ကိုရောသည်တောင်ပေါ်မှဆင်းကြတော်မူလျှင်များစွာသောလူပေါင်းတို့သည်နောက်တော်သို့လိုက်ကြ၏. Verse 2. And behold, there came a leper and worshipped him, saying, Lord, if thou wilt, thou canst make me clean ပိုင်းငယ်နဲ့ထိုအခါနူနာဆွဲသောသူတယောက်သည်ညှို့ပြက်လျက်တကယ်လိုတော်ရှိလျင်ကျွန်တော်ကိုတန်ရှင်းစေနိုင်တော်မူသည်ဟုလျှောက်လေ Verse 3. And Jesus put forth his hand and touched him, saying, I will, be thou clean. And immediately his leprosy was cleansed. ပိုင်းငယ်3. ယေရှုကလည်းငါအလိုရှိတန်ရှင်းခြင်းသို့ရောက်စေဟုမိန့်တော်မူလျက်လက်ကိုဆန့်၍ထိုသူကိုတို့ထီတော်မူ၏ထိုခဏချင်းတွင်နူနာပြောက်၍တန်ရှင်းခြင်းသို့ရောက်လေ၏ Verse 4. And Jesus said unto him, See thou tell no man, but go thy way, shew thyself to the priest, and offer the gift that Moses commanded for a testimony unto them. ပိုင်းငယ်4ယေရှုကလည်းသင်သတိပြုဤအကြောင်းအရာကိုဘယ်သူအားမျှမပြောနဲ့ဇိပရောဟိတ်ထံသို့သွား၍ကိုယ်ကိုပြလော့သူတစ်ပါး၌တတ်သိဖြစ်စေခြင်းကမောရှင်စီရင်မှာထားသောပူဇော်တကားကိုဆက်လော့ဟုမိန့်တော်မူ၏ Verse 5. And when Jesus was entered in Capernaum, there came unto him a centurion beseeching him. ပိုင်းငယ်9ထိုနောက်မှကပေနောင်မြို့သို့ကြွဝင်တော်မူလျှင်တပ်မှူးတယောက်သည်ထံတော်သို့လာ၍ Verse 6. And saying, Lord, my servant lie at home, sick of the palsy, grievously tormented. ပိုင်းငယ်6သခင်ကျွန်တော်၏ငယ်သားတယောက်သည်လက်ချေသေးသည့်အနာနှင့်ပြင်းထန်စွာခံရ၍အိမ်တွင်တုံးလုံးနေပါသည်ဟုတောင်းပန်လေ Verse 7. And Jesus said unto him, I will come and heal him. ပိုင်းငယ်9ယေရှုကလည်းငါလာ၍ချမ်းသာပေးမည်ဟုမိန့်တော်မူလျှင် Verse 8. And the centurion answered and said, Lord, I am not worthy that thou shouldest come under my roof, but speak the words only, and my servant shall be healed. ပိုင်းငယ်10တပ်မှူးကသခင်ကျွန်တော်၏အိမ်မိုးအောက်သို့ကြွဝင်တော်မူခြင်းကျေးဇူးကိုကျွန်တော်မခံထိုက်ပါအမိန့်တော်တခွန်းရှိလျှင်ကျွန်တော်၏ငယ်သားသည်ချမ်းသာရပါလိမ့်မည် Verse 9. For I am a man under authority, having 1 soldiers under me, and I say to this man, Go, and he goes, and to the other, Come, and he cometh, and to my servant, Do this, and he does. ပိုင်းငယ်ကိုဥမာကကျွန်တော်သည်မင်းအောက်၌ကျွန်ခံတော်သူဖြစ်တော်လဲစစ်သူရဲများကိုအုပ်ဆိုး၍တဦးကိုသွားချေဟုဆိုလျင်သွားပါ၏တဦးကိုလာချေဟုဆိုလျင်လာပါ၏ကျွန်တော်ကိုလည်းဤအမှုကိုလုပ်တော်ဟုဆိုလျင်လုပ်ပါ၏ဟုတပ်မှူးလျှောက်လေ Verse 10. When Jesus heard it, he marveled, and said to them that follow, Verily I say unto you, I have not found so great faith, no, not in Israel. ပိုင်းငယ်10ထိုစကားကိုယေရှုသည်ကြားလျင်အံ့ဩခြင်းရှိ၍ငါမှန်ဆိုသည်ကဤမျှလောက်သောယုံကြည်ခြင်းကိုဣသေလအမျိုး၌ပင်ငါမတွေ့ဘူးသေး Verse 11. And say unto you that many shall come from the east and west, and shall sit down with Abraham and Isaac and Jacob in the kingdom of heaven. ပိုင်းငယ်17ငါဆိုပြန်သည်ကလူများတို့သည်ရှေ့ရက်အနောက်ရက်မှလာ၍ကောင်းကင်နိုင်ငံ၌အာဗြဟံဣဇက်ယာကုပ်တို့နှင့်တကွလျောင်းရကြလက်တံ Verse 12. But the children of the kingdom shall be cast out into outer darkness. There shall be weeping and gnashing of teeth. ပိုင်းငယ်12နိုင်ငံတော်သားတို့သည်လည်းငိုကြွေးခြင်းအံသွားခဲကြခြင်းရှိရာအပြင်အရက်မှောင်မိုက်ထဲသို့နှင်ချခြင်းကိုခံရကြလက်တံဟုနောက်တော်သို့လိုက်တော်သူတို့အားမိန့်တော်မူပြီးမှ Verse 13. And Jesus said unto the centurion, Go thy way,
and as thou hast believed, so be it done unto thee. And his servant was healed in that self same hour. ပိုင်းငယ်73တမူအားသင်သွားလော့ယုံကြည်သည်နှင့်ညီသင်၌ဖြစ်စေဟုမိန့်တော်မူ၏ထိုခဏချင်းတွင်သူ၏ငယ်သားသည်နာယောဂါကင်း၍သက်သာခြင်းသို့ရောက်လေ၏ Verse 14 And when Jesus was come in Peter's house, he saw his wife's mother lay and sick of a fever. ပိုင်းငယ်14ထိုနောက်မှယေရှုသည်ပေတရုအိမ်သို့ကြွ၍ပေတရုရောက်ခမသည်ဖျားနာဆွဲလျက်တုံးလုံးနေသည်ကိုတွေ့မြင်တော်မူ၏ Verse 15 And he touches her, and the fever left her, and she arose and ministered unto them. ပိုင်းငယ်15ထိုမိန်းမ၏လက်ကိုတိုးတော်မူလျှင်သူသည်အဖျားပြောက်သဖြင့်ထား၍ဧည့်သည်ဝတ်ကိုပြုလေ၏ Verse 16 When the evening was come, they brought unto him many that were possessed with devils, and he cast out the spirits with us, his word, and healed all that were sick. ပိုင်းငယ်16ညဦးရန်၌နတ်ဆိုးဆွဲသောသူအများတို့ကိုထံတော်သို့ဆောင်ခဲ့၍နှုတ်တော်မူကာမြနှင့်ထိုနတ်တို့ကိုနှင်ထုတ်တော်မူ၏နာသောသူရှိသမျှတို့ကိုတတ်တာစေတော်မူ၏ Verse 17 That it might be fulfilled which was spoken by Isaiah the prophet, saying, Himself took our infirmities and bare our sicknesses. ပိုင်းငယ်19ထိုအကြောင်းအရာမူကားသူသည်ကျွန်ုပ်တို့အနာရောဂါဝေဒနာများကိုယူတင်ဆောင်ရွက်လေသည်ဟု Prophet ဟေရှာယဟောဘူးသောစကားပြည့်စုံမည့်အကြောင်းဖြစ်သည် Verse 18 Now when Jesus saw great multitudes about him, he gave commandment to depart unto the other side. ပိုင်းငယ်18များစွာသောလူပေါင်းတို့သည်ကိုယ်တော်ကိုဝန်းရံလျက်နေကြသည်ကိုမြင်တော်မူလျှင်ကမ်းတစ်ဖက်သို့ကူးမည့်အကြောင်းမိန့်တော်ရှိ၏ Verse 19 And a certain scribe came and said unto him, Master, I will follow thee whithersoever thou goest. ပိုင်းငယ်19ထိုအခါကျမ်းပြုစရာတယောက်သည်လာ၍ရှင်ဘုရားကိုတော်ကြွတော်မူရာအရပ်ရပ်သို့ကျွန်တော်လိုက်ပါမည်ဟုလျှောက်လေ Verse 20 And Jesus said unto him, The foxes have holes, and the birds of the air have nests, but the Son of Man had not where to lay his head. ပိုင်းငယ်20ယေရှုကလည်းမြေခွေးသည်မြေတွင်ရှိမိုးကောင်းကင်၌ကျင်လေသောငှက်သည်နားနေရအရက်ရှိလူသားမူကားကောင်းချရာမြမရှိဟုမိန့်တော်မူ၏ Verse 21 And another of his disciples said unto him, Lord, suffer me first to go and bury my father. ပိုင်းငယ်21ခြားသောတပည့်တော်ကလည်းသခင်ကျွန်ုပ်အဘကိုရှေ့ဦးစွာတွား၍တကြိုရသောအခွင့်ကိုပေးတော်မူပါဟုလျှောက်လေ Verse 22 But Jesus said unto him, Follow me, and let the dead bury their dead. ပိုင်းငယ်20ယေရှုကလည်းငါနောက်သို့လိုက်လော့လူသေးတို့သည်မိမိလူသေးတို့ကိုတကြိုပါလိမ့်စေဟုမိန့်တော်မူ၏ Verse 23 And when he was entered into a ship, his disciples followed him. ပိုင်းငယ်23ထိုကလေထဲသို့ဝင်တော်မူ၍တပည့်တော်တို့သည်လိုက်ကြ၏အိုင်၌လှိုင်းတဘိုးပြင်းစွာထား၍လေကိုလွှမ်းလေ၏ Verse 24 And behold, there arose a great tempest in the sea, so much that the ship were covered with the waves, but he was asleep. ပိုင်းငယ်24ကိုယ်တော်သည်ကျိန်းဆက်၍နေတော်မူ၏ Verse 25 And his disciple came to him and awoke him, saying, Lord, save us, we perish. ပိုင်းငယ်25တပည့်တော်သည်ချင်းကပ်၍ကိုယ်တော်ကိုနှိုးပြီးလျှင်သခင်ကျွန်တော်တို့သည်ပျက်စီးခြင်းသို့ရောက်ပါ၏ကဲတော်မူပါဟုလျှောက်ကြသော Verse 26 And he said unto them, Why are ye fearful, O ye of little faith? Then he arose and rebuked the winds and the seas, and there was a great calm. ပိုင်းငယ်26ကိုယ်တော်ကယုံကြည်ခြင်းအားနည်းသောသူတို့ဘယ်ကြောင့်ကြောက်တတ်သနည်းဟုမေးတော်မူပြီးလျှင်ထား၍လေနှင့်ပင်လယ်ကိုဆုံးမတော်မူသဖြင့်
လွန်သားရလေ၏ verse 27 But the man marveled saying What manner of man is this that even the winds and the sea obey him ပိုင်းငယ်29ထိုလူတို့ကလည်းဤသူကအဘယ်သို့တော်သူနီလေနှင့်ပင်လယ်သည်သူ၏စကားကိုနားထောင်ပါသည်တကားဟုအံ့ဩကြ၏ verse 28 And when he was come to the other side into the country of Gergesene there met him two possessed with devils coming out of the tombs exceedingly fierce so that no man might pass by that way ပိုင်းငယ်28ကံတစ်ဖက်ကာဒယပြည်သို့ရောက်တော်မူသောအခါနတ်ဆိုးဆွဲသောလူနှစ်ယောက်တို့သည်ထိုလမ်းကိုအဘယ်သူမျှမသွားနိုင်အောင်အလွန်ကြမ်းကြုတ်စွာပြုလျက်တင်းကြိုင်းတစပြင်မှထွက်လာ၍ကိုရော့ကိုခီးဦးကြိုပြုပြီးလျှင် verse 29 And behold they cry out saying What have we to do with thee Jesus thou son of God art thou come hither to torment us before the time ပိုင်းငယ်29ဘုရားသခင်သားတော်ယေရှုကိုရော်သည်ကျွန်ုပ်တို့နှင့်အဘယ်သို့ဆိုင်သနည်းချိန်မရောက်မီကျွန်တော်တို့ကိုညှင်းဆဲခြင်းကကြွလာတော်မူသလောဟုဟစ်အော်၍ရှောက်ကြ၏ verse 30 There was a good way off from them and a herd of many swine feeding ပိုင်းငယ်30ထိုသူတို့နှင့်မနီးမွေးသောအရပ်၌များစွာသောဝက်အစုသည်ကျက်စားလျက်ရှိ verse 31 So the devil besought him, saying, If thou cast out, suffering us to go away into the heart of swine. ပိုင်းငယ်31နတ်ဆိုးတို့လည်းကိုရော်သည်ကျွန်ုပ်တို့ကိုနှင်ထုတ်လျင်ထိုဝက်အစုထဲသို့ဝင်ရပါမည်အကြောင်းခွင့်ပေးတော်မူပါဟုတောင်းပန်ကြသော verse 32 He said unto them, Go! And when they were come out, they went into the heart of swine, and behold, the whole heart of swine ran violently down a steep place into the sea, and perished in the waters. ပိုင်းငယ်30နှင့်တွားကြဟုမိန့်တော်မူ၏နတ်ဆိုးတို့သည်ထွက်၍ဝက်ထဲသို့ဝင်သဖြင့်ဝက်အစုရှိသည်မြသည်အိုင်ကန်ဆောက်ကိုတဟုန်သည်ပြေးဆင်း၍ရေ၌သေကြ၏ verse 33 They that kept them flee and went their ways into the city and told everything and what was befallen to the possessed of the devil ပိုင်းငယ်33ဝါကြောင်းသောသူတို့သည်လည်းပြေး၍မြို့ထဲသို့ဝင်ပြီးလျှင်နတ်ဆိုးဆွဲသောသူတို့၏အကြောင်းမှဆို၍ဖြစ်လေသည်မြတို့ကိုကြားပြောကြသော verse 34 And behold the city came out to meet Jesus and when they saw him they besought him that he would depart out of their coast ပိုင်းငယ်34တမြို့လုံး၌လည်းယေရှုကိုတွေ့အံ့သောငါထွက်လာကြ၏ကိုရော့ကိုတွေ့မြင်လေမိမိတို့ပြည်ကထွက်သွားတော်မူမည်အကြောင်းတောင်းပန်ကြ၏